Hi ချစ်တော်ရေဒီနေ့တာသမီတွေကစမဝဲဖြေကြတာဆိုတော့မနက်10နာရီခွဲဆိုရင်3ယောက်အိမ်မှာစုံပြီးပြန်လာကြမယ်ပေါ့နော်အဲကြတော့ဝန်ကဒီနေ့အင်ဒိုကြက်ကြော်လေးကြော်ပေးမယ်ကြက်သားလေးကကြတော့ဒါတံပေါက်ကြက်လို့ခေါ်တာပေါ့နော်ဒီလိုပေါက်အရင်လေးနဲ့ဝန်နေကြလေးစီပီလိုင်းစီးရလေဟိုအမရှိရပဲဝယ်တာပေါ့နော်ဝဲဗီဒီယိုလေးကြည့်နေတဲ့လူဆိုရင်ဘယ်ဆိုင်ဆိုတာတော့တန်းပြီးတော့သိလောက်ပါပြီနော်ကဲကြက်သားလေးကိုတခြားရေးဆေးပြီးတော့အချိုမုတ်စားစနွင်းပဲငက်ပြားကြီးလေးထည့်ပြီးတော့အရသာလေးဝင်အောင်လို့တခြားလေးနေပါမယ်နေပြီးတော့15မိနစ်20လောက်နှက်ထားလိုက်ပါမယ်ကလေးတွေပြန်လာမှပူပူနွေးနွေးလေးဝမ်းကြော်ပေးမယ်ပေါ့နော်ကဲပြီးပြီဆိုရင်အရသာလေးနှက်ထားပြီးပြီဆိုရင်စီတဲ့အိုးလေးထဲမှာစသားလေးတွေကိုထည့်ကြော်လိုက်ပါမယ်ညနေမှကျန်တာတွေကိုကြော်မယ်မနက်ပိုင်းကိုသူတို့3ယောက်အတွက်ပဲဝမ်းကြော်ထားမယ်ပေါ့နော်ကဲဒီလိုမျိုးလေးကျွတ်ပြီးဆိုရင်ဖယ်လိုက်မယ်စီလေးလည်းဖယ်လိုက်မယ်ပြီးရင်အဲ့ဒီစီတဲ့ကိုငရုတ်သီးနဲ့စက်သွန်ဖြူလေးကိုကြော်လိုက်ပါမယ်ကြော်ပြီးတော့ငရုတ်စုံနဲ့ထည့်အချိုမုတ်ထည့်စားထည့်ပြီးတော့ညက်နေအောင်ထောင်းလိုက်ပါမယ်ထောက်ပြီးပြီဆိုရင်ပကံလေးတဲ့ကိုထည့်ပြီးတော့ခုနကြက်ကြော်စီလေးအပေါ်ကနေဆန်းလိုက်ပါမယ်ပြီးရင်ကြော်ထားတဲ့ကြက်သားလေးတွေကိုငရုတ်ကြပွေလေးနဲ့နည်းနည်းလေးဤသွားအောင်လို့ဝန်ကထုလိုက်ပါတယ်ထုပြီးပြီဆိုရင်သခွားသီးတို့ဆက်လက်ရွက်တို့ပေါ့နော်တမြသီးလေးတောင်မှမစိတ်ရသေးဘူးသမီးတွေကဗိုက်စားတဲ့အောနေပြီအဲ့ဒါနဲ့သူတို့ကငရုတ်သီးတောင်လေးပိုင်ကိုရပြီတဲ့အာနဲ့ဝါတမြသီးမထဲတော့ဘူးညနေကျမှတမြသီးလေးနဲ့ဒီလိုမျိုးလေးတစ်ခေါက်ထပ်လုပ်ကြွေးဦးမယ်ပေါ့နော်အမှန်မှန်ဆိုရင်ငရုတ်သီးထောင်းထားတာကိုကြက်သားတွေနဲ့အပေါ်ကနေပို့ရမှာပေါ့နော်ကြက်သားတွေကိုရတာငရုတ်သီးဝင်သွားအောင်လို့ဒါမဲ့ကလေးတွေကြတော့အဲ့လိုမျိုးကြတော့တအားဆက်တော့ကြတော့မစားနိုင်ဘူးလေနော်တတလေးကကြတော့ခဲညင်သီးစော်လေးနဲ့ပေါ့ထမင်းလေးကိုလည်းစီစားနေပေးလိုက်တယ်ပေါ့နော်သူကငရုတ်သီးမစားတော့ကြတော့ကဲဒါကတော့ဒီနေ့ဝဝလုပ်ကြွေးဖြစ်တဲ့ထမင်းလေးနဲ့အင်ဒိုကြက်ကြော်လေးပါရှင်ချစ်တယ်နော်